နန်းတွင်းဆိုတာနဲ့ကျမတို့ကအလားပါတွေစောင်းရောင်တွေနဲ့အပြိုင်ဆိုင်တွေကိုပဲပြေးမြင်မိကြမှာပါဒါပေမဲ့ကုန်းပေါင်ခေရဲ့သမိုင်းစာမျက်နှာတွေမှာရုပ်ရည်ထက်ဉာဏ်ပညာနဲ့ဘယင်တစ်ပါးကိုထိန်းကျောင်းနိုင်ခဲ့တဲ့မင်းတော်မင်းကြီးကိုယ်တိုင်ခေါင်းငုံယိုသေးခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်သူဟာဘာလို့လဲဘာကြောင့်သူ့ကိုနန်းတွင်းရဲ့အုံနောက်လို့တင်စားခဲ့ကြတာလဲဒီနေ့မှာတော့ကျမတို့ကစัจ जा ဒေဝီမိဖုရားကောင်ကြီးအကြောင်းကိုပြောပြသွားမှာပါစัจ जा ဒေဝီကိုတာယာဝတီမင်းနဲ့မတ်ပလဲတို့ကနေမွေးဖွားခဲ့ပါတယ်သူ့ရဲ့နာမည်ကိုတော့စုဖျားလို့ခေါ်တွင်ခဲ့ကြတယ်သူဟာတခြားမင်းသမီးတွေလိုမဟုတ်ပဲဝဲလန်းသမင်ထက်စာအုပ်စာပေတွေကြားမှာပဲအချိန်ကုန်ဆုံးခဲ့သူပါပါဠိတက္ကရာနဲ့နက္ခတ်ပေတွေပညာရက်တွေကိုဘလောက်တောင်နှံ့ဆက်ခဲ့တယ်လဲဆိုရင်သူ့ရဲ့ခမည်းတော်တာယာဝတီမင်းကငါသမီးသားယောက်ျားလေးဖြစ်ခဲ့ရင်ဧကရေမင်းဖြစ်မှာအသေးချာပဲလို့တော့မိတန်းခဲ့ရတဲ့အထီပါပဲမင်းတော်မင်းကြီးနန်းတက်လာတဲ့အခါမှာတော့သူ့ရဲ့အသိပညာကိုတန်ဖိုးထားတဲ့အတွက်မိဖုရားကောင်ကြီးအဖြစ်တင်မြှောက်ခဲ့ပါတယ်စัจ जा ဒေဝီဟာနုနုနယ်နယ်မိဖုရားမျိုးမဟုတ်ပဲနိုင်ငံရေးအကျက်တဲတွေအခက်အခဲတဲ့ဆုံးဖြတ်ချက်တွေရှိတိုင်းမင်းတော်မင်းကြီးဟာသူ့အဆောင်ကိုအပြေးလွှားသွားပြီးအကြံဉာဏ်တောင်းရတယ်ပြောရရင်တော့စัจ जा ဒေဝီဟာမင်းတော်မင်းကြီးရဲ့အကြံပေးအရာရှိချုပ်လို့တောင်ဆိုနိုင်ပါတယ်သူ့ရဲ့အရှင်ဝါကဘလောက်တောင်ကြီးကလေးဆိုရင်နန်းတွင်းမှာနာမည်ကြီးတဲ့စိန်ဖြူမရှင်မိဖုရားကြီးတော့စัจ जा ဒေဝီရှိနေပြီးတော့အငြိမ်နေခဲ့ရတာပါစัจ जा ဒေဝီဟာတည်ငြိမ်တယ်မျှတတယ်ပြီးတော့ကနောင်မင်းသားနဲ့မင်းတော်မင်းကြီးကြားမှာလည်းနားလည်မှုတွေရှိအောင်ညှိနှိုင်းပေးနိုင်တဲ့တဝူရဲတော်သူဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကကြမ္မာကတော့ရက်ဆက်ခဲ့ပါတယ်1939ခုနှစ်မှာစัจ जा ဒေဝီမိဖုရားကြီးကွယ်လွန်သွားခဲ့တယ်သူရဲ့ကွယ်လွန်မှုဟာကုန်းမောင်ခေရဲ့နှိကုံအစားလို့တောင်ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့သူ့လိုဉာဏ်ရည်ရှင်မရှိတော့တဲ့နောက်မှာနန်းတွင်းရေးတွေဟာရှုပ်ထွေးလာပြီးတော့နောက်ဆုံးမှာမြမထီနန်းပါတော်မူတဲ့အထိဖြစ်ခဲ့ရလို့ပါပဲလာပါထက်အသိပညာကပိုပြီးတကိုးထွားနိုင်တယ်ဆိုတာကိုစัจ जा ဒေဝီမိဖုရားကြီးကသက်သေပြနိုင်ခဲ့ပါတယ်နေချင်းတို့ရောအာနာနဲ့အသိပညာမှာဘယ်အရာကပိုအရေးကြီးရလို့ထင်ပါတယ်လဲကိုမမှာဆွေးနွေးသွားလို့ရပါတယ်နော်အခုလိုသမိုင်းဝင်ဇက်လန်းတွေနဲ့ပုံမြင်တွေကိုစိတ်ဝင်စားရင်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်နော်